အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်စီမှာရှိတဲ့ official မြန်မာနိုင်ငံကို official ဝင်တဲ့ phone second လေးနဲ့ကျွန်တော်ဒီနေ့ message ပေးချင်ပါတယ်ဒီကောင်လို့ချင်းကျွန်တော်တို့ Infinix Hot 30လေးဖြစ်ပါတယ်ဒီကောင် RAM 8 memory 2.6GB ရှိပါတယ်အလုံးလေးကတော့ကျွန်တော်တို့ဒီ second ဆိုပေမဲ့အရင်အနာစားတော့မရှိသေးပါဘူးเนาะဒီကောင်လေးကတော့ကျွန်တော်တို့ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့ဒါ2သိန်းနဲ့8000ပဲဖြစ်ပါတယ်ဒီကောင်လေးက set အဖွင့်အလဲမရှိဘူး original open လေးပါเนาะကျွန်တော်တို့ဒီကောင်လေးကတော့ဒါ Infinix 8ပဲဖြစ်ပါတယ်ဒီကောင်ဆိုလို့ချင်းကျွန်တော်တို့ RAM 4 memory 128GB ရှိပါတယ်ဒီကောင်လေးကလည်း Aussie Opel လဲဆက်အဖွင့်အလဲမရှိပါဘူးเนาะဒီကောင်လေးကိုကျွန်တော်တို့ရောင်းချပေးမယ်ဆိုရင်တော့2သိန်းနဲ့1000ကျပ်ပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကတော့ကျွန်တော်တို့ Redmi 8ပဲဖြစ်ပါတယ်ဒီကောင် RAM 3 memory 32GB ရှိပါတယ်ဒီကောင်လေးကတော့ထွက်တာကြပြီဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့အနာစာလေးတော့အနေငယ်ရှိပါတယ်ဒါပေမဲ့ဆက်ကတော့ကျွန်တော်တို့ဖွင့်ပြပြပေးနေကျွန်တော်မရှိပါဘူး Aussie Opel လေးပါ global လေးပါဒီကောင်လေးကเนาะဒီကောင်ကိုကျွန်တော်တို့ရောင်းချပေးမယ်ဆိုရင်တော့2သိန်းနဲ့4000ကျပ်ပဲဖြစ်ပါတယ်ခင်ဗျာเนาะဒီကောင်လေးကတော့ကျွန်တော်တို့ Tecno Spark 2023ပဲဖြစ်ပါတယ်ဒီကောင်လေးကလည်း RAM 4 memory 64ပါပါတယ်เนาะဒီကောင်လေးကလည်းထွက်တာနေနဲ့ကြာပြီဖြစ်တဲ့ကြောင့်မလို့အနာစာလေးတော့နေနေပါပါတယ်ဒါပေမဲ့ sub ဖွင့်ပြပေးနိုင်ခြင်းလုံးဝမရှိပါဘူးဒီကောင်လေးကိုကျွန်တော်တို့ရောင်းချပေးမယ်ဆိုရင်တော့3သိန်းနဲ့8000ကျပ်ပဲဖြစ်ပါတယ်เนาะကျွန်တော်ဒီဖုန်းများအားလုံးကိုစက်ပိုင်းဆိုင်ရာကိုအာမခံတလားပေးထားပြီးတော့မှန်ပိုင်းဆိုင်ရာကိုကျွန်တော်တို့အာမခံ10ရက်ပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာเนาะ